ကျွန်တော်တီရန်ဒီပါဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော်ပြောတရားလေးရှိလို့ပေါ့နော် give it အကြောင်းလေးပေါ့ဗျာ give it အကြောင်းလေးရေပြောချင်ပါတယ်ဆိုတော့ဒီနေ့မှာ give it အကြောင်းလေးပြောရင်းနဲ့ဘာအသီးပေးမှာလဲဘလို့ give it လုပ်ပေးမှာလဲဆိုတာပြောပါမယ်အခုကျွန်တော် channel က subscribe လည်းမရှိဘူးဘာမှလည်းမရှိဘူးဒါပေမဲ့ကျွန်တော်ကြိုးစားမယ် subscriber 10ယောက်ဖြစ်ရင်ကျွန်တော်အသီးတစ်လုံးပေးမယ်ဘာအသီးလဲဘလို့မပြတယ်အရင်ဆုံးကျွန်တော်ဟောအောင်ဆက်ကြည့်မယ်နော်bro ကျွန်တော် subscriber 10ယောက်ပြီ Buddha fruit နဲ့ဘာ fruit Buddha နဲ့ shadow တွဲလုံးလေးကိုကျွန်တော် subscriber 10ယောက်ပြီပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါ subscriber 10ယောက်ပြီ Buddha ရဲ့ shadow လေးပေးမှာပေါ့နော်ဒီ subscribe လေးမြင်တဲ့အခါကျရင်လေကျွန်တော်ဒီထက်ကဒါတွေပေါ့နော်ဒီဟာလေးလုတ်ပေးပါမယ်ဒါပေမဲ့ bro ကကျွန်တော်ပြောမှာဒီ subscriber 10ယောက်ပြည့်ုံနေမဟုတ်ပါဘူး subscriber 10ယောက်ပြည့်ရင်ကျွန်တော် post တစ်ခုတင်ပါမယ်အဲ့ဒီ post ကို bro က comment ရေး like ရေးလောက်ကမယ် subscribe လေးလောက်ကြပါမယ်အဲ့ဒါဆိုရင်တော့ bro ကအလိုလို give it ပါဝင်လို့ရပါပြီ yes sir give it ပါဝင်လို့ရပါပြီဆိုတော့အဲ့ဒါရင်းနဲ့မပြီးသေးပါဘူးကျွန်တော် channel subscriber တရားပြည့်လို့ရှိရင်လေကျွန်တော် Telegram လေးထောင်ဖို့ရှိပါအဲ့ Telegram channel မှာ bro ကလာပြီးတော့ group ဖွဲ့ပြီးတော့စာရေးလို့ရမယ်ပြီးရင်ကျွန်တော်နဲ့အတူတူဆော်လို့ရမယ်ဒီတွေပါလေကျွန်တော် trade ပေးပါမယ်ဒါပေမဲ့ subscribe လေးကျွန်တော်တယောက်ချက်ပြီးနှိပ်ပြီးတော့ရက်ပါမယ်ဒီနေ့ video လေးကဒီလောက်ပါပဲအားလုံးကြည့်ရှုပေးကြလို့တယောက်ရှင်းတည်လာအထူးပဲကျေးဇူးတင်ဗျကျွန်တော်တော့ TNT ပါဟုတ်ကဲ့ပါကျွန်တော် TNT ပါဆိုတော့နောက်မှပြန်တွေ့ကြတာပေါ့အားလုံးပဲ bye bye အားလုံးချစ်တယ်နော်မွတ်